အဲ့လိုမျိုးကြီးတော့မမျောနဲ့ထားဘူးဤတို့ရတွေ့လိမ့်မယ်အပြင်းပါဒီလားအားလုံးပဲမင်္ဂလာပါရှင်ကျွန်မ Milwaukee ကိုသွားလည်ခဲ့တဲ့ခီးစဉ် vlog 2လေးဖြစ်ပါတယ်ရှင်အဲ့တော့အားလုံးကျွန်မနဲ့တူလိုက်ကြည့်ပေးကြပါအောင်ရှင်အဲ့မြို့လေးကတော့ Lake Michigan လို့ခေါ်တဲ့ဒီလိုအကြီး lake အကြီးရဲ့ဘေးနားမှာတည်ရှိတာဖြစ်ပါတယ်အဲ့တော့အဲ့ Lake Michigan ရဲ့ဟိုဘက်အပေါ်မှာဆက်ကြည့်လို့ရှိရင်ဒါကနေဒါဘက်ကိုရောက်သွားပြီပေါ့နော် Museum ဟုတ်ပြီ Milwaukee Public Museum နဲ့ဒီနားမှာဟဲ့ Yay National Geographic တဲ့ Drone Theater တဲ့ blah 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 တဲ့လမ်းလျှောက်ပြီးတော့လို့ရပါမယ် Milwaukee Theater တဲ့တော့ဒီနားမှာ Milwaukee Theater ခုနတွေ့တယ်ခုနအရှိရမရှိပါ Wisconsin District Office Building နဲ့ကဲအာဒါသူရှိမှာပါကင်ရှိရအမှန်တော့ဗောဒီဟိုတယ်ဟောအောင်အင်းဒီအင်းလေးဖြစ်ပါတယ်ဒီအင်းလေးဖြစ်ပါတယ် Plastic bag on the tree. ကျမတို့ကအဲ့မှာတညအိတ်ခဲ့တာဖြစ်ပါတယ်ရှင်ဆိုတော့တညကိုတော့$69ကျတင်ပါတယ် breakfast ပါပြီးသားပေါ့နော်204ရှာ204ဒီမှာတားရအားလေကလိုက်တခါလေးဖွင့်တေးလေးနော်ဟဲ့ဟာမိုးလေးသားလည်းမသေးဘူးလေသေးဘူးလေဒီမှာလေးပဲသေးရမှာလဲဒီနေရာလေးကဒီဟိုနိုင်ဒီမှာလေးကအစားတောက်တွေစားရတာတော့ဘာလို့လုတ်တဲ့နေရာလေးသူကထင်သွားဒီမှာနော်ဒီမှာ kitchen နဲ့ဒီမှာဘတ်တက်မဟုတ်ဘူးဘတ်တက်မပါဘူးခါရေချိုးကမ်းမဲ့ဒီလိုရေချိုးကမ်းကဲချူချူပေါက်ကတော့လည်းပေါက်ပြီးတော့ဒီမှာ living room ဒီမှာ living room နဲ့ပါနဲ့နော်အမှန်လေး living room ကလည်း3ထိုင်ကုန်နဲ့TV နဲ့ကြည့်ဦးဒီမှာဖက်ထိုင်စီးလို့ရနေရလေးဟိုထိုင်ကုန်လေးနော်ပြန်လက်တစ်ချက်ရှိုးပြန်လက်မဲview နဲ့ပါနဲ့နော် land view လေးရှိတယ် view ပေကြီးမဟုတ်ဘူးဒီမှာ living room ပြီးတော့နောက်ဆက်သွားမယ်ဟေးဒါကင်းဆိုင်နော်ဒါကင်းဆိုင်မလို့ဒီခန်းအောင်ယူတာဘာဖြစ်လို့3ယောက်အိတ်တယ်ဆိုတော့ကင်းထဲမှာရပါ तू ကကြီးလာပြီပီရိုတော့မပါဘူးဒီမှာတင်ပေါ့ပီရိုမလိုပါဘူးနော်ကဲဘယ်လိုလဲကျင်းသေးလားပုဂ္ဂိုလ်ကြီး not bad ဟုတ်တယ် not bad ဟုတ်တယ်လေ तू ကလေဟို1 bedroom ဆိုရင်မဲ့ तू က1 bedroom မဟုတ်ဘဲနဲ့ तू က1 bedroom က1 bedroom ပဲဒါပေမဲ့ तू အခန်းလေးအကန့်လေး3ကန့်ပါတယ် तू ကဒီမှာနေလို့ရပါဘောအကန့်လေး3ကန့်ပါတယ်နေလို့ရပါဘောဒီမှာကြည့်ဒီမှာ microwave လည်းပါလဲမှာဟာလာဒီမှာဆိုင်ရဝယ်လာလဲသမင်းဟင်းနေနဲ့ညဘက်လိုတော့ချွေတာပြီးစားလိုက်တော့မှာပေါ့နော်တိုက်တယ်အဲ့ဒါဘယ်လောက်ပေးရလဲကို69ကျပ်369ကျပ်တန်ပါတယ်မြို့ထဲမှာပဲလေပြီးတော့ဟိုကလေဗာလဲမြို့ထဲကိုသွားလဲခြင်းလို့ရှိရင်လေသူတို့ကလိုက်ပို့ပေးမှာတဲ့မြို့ထဲကဒီမှာလည်းမနေ့ကညနေဒီမှာသွားလဲမယ်မြူဇီယံသွားလဲမှာအဲ့ဒါသူတို့ပြောနိုင်ဝါချားတစ်ခါကားထွက်တာတဲ့ကြိုပြောထားတယ်သူလိုက်ပို့ပေးမယ်တဲ့ဟာနေယူတွေ့ရှိချက်နော်တွေ့ရှိချက်ကမွေးရဆိုဖာကြီးဖြစ်သွားပါပြီသားတွေ့ရှိတာအဲ့တော့နော်မဘောကဒီမှာအိတ်မယ်မိဘတွေကဟိုမှာအိတ်မယ်ညတက်တက်အဲ့ဒါစောင်းမဘူးတော့တင်တယ်နော်ငါတင်တော့ဟဲ့အဲ့ဒါစောင်းမဘူးတင်တယ်နော်နောက်ပြတ်တယ်ပြန်တားလေအဲ့ဒါစောင်းမဘူးအဲ့ဒါ protector သားရဲ့ protector ကဲခေါင်းလေးတော့တောက်ပြမယ်သူ့ရောဒီမှာရောတားငါတင်တယ်ဒီလိုအိတ်မှာအိတ်လို့ကောင်းလိမ့်မယ်ကဲ breakfast time ရလို့ဒီမှာထိုင်မှာဘာထိုင်ဘာလဲရှိလဲကိုကြီးအိုးလေးဘာလဲရှိလဲအော်ဒီမှာပန်ကိတ်ရှိရယ်ဒါပါလေးလေကြော်လေးရှိရယ် that's the thing အာလူရှိမယ်ခဏလေးနော်အာလူရှိတယ်ဒါပါလေးတော့လေရှိမယ်
Basically, စီရီယယ်ရှိမှာကွာထိုးပြီးတော့မဒါ coffee ရှိမယ်ဒါ coffee machine ပေါ့ဟာရပါကြီးလေဟောပေါင်မလေးတွေဘာဖြစ်သွားမှာဆိုတော့လေပြော့သွားမှာဆိုတော့ဒီမှာကောင်းဖို့ဒီကစားတာပဲအဲ့ဒါလေးဟိုတယ်အများကြီးမမျောနေတာဘောနော်ဒါပဲပေါ့နော်တော့ပဲစားတာ review ပေးပါ breakfast review လေးကြိုက်လား 9.71961877934 out of 10. तू ကဘာမှသိစားတော့စားရတယ်မို့တော့ဒါမျိုးနဲ့ तू ကကြိုက်တာကျမတော့ဒီ pancake လေးလောက်ပဲ pancake လေးရဲ့ဒီအာလူးလေးရဲ့ဒါရှိတာလေးဒါလေးပဲချူလာခဲ့တယ်အဲ့ဒါလေးနဲ့ coffee နဲ့ပဲတောက်မှာပါနော် I make 2 bread in the toaster. ဟောရေဟို toaster ထဲမှာလည်းပါမုံယူလာခဲ့တယ်ပေါ့နော်မစိုးပါဘူးဒါလောက်ဈေးနဲ့ဒါလောက် breakfast စားရင်ကိုကျင်းနေပါလေနော်အဲ့ဘာကြီးလဲ Interesting. I don't know. အဲ့ဘာကြီးလဲ I have no idea, but nice. ပါနဲ့လောက်ထားလို့ထင်တယ်ငါပြောသေးလား No. ဘာကြီးလဲတီးဦးနော်အော်အုတ်မြင်တာပေါ့အုတ် No. အဲ့ဒါ Likeဒါနဲ့ခုနဘိုင်းမမသိဘူးဆိုတာဒီအရေးလေဒီပြည့်အရေးလေအုတ်တွေပဲမဟုတ်ဘူးဟိုကလေအမဲသားအထက်မှာအမဲသားနဲ့အမဲသားပဲလေဟုတ်ကောစံပြုတ်ရအောင်စံပြုတ်လို့ပါလို့ပေါ့ကွာစိုးစားကောင်းတယ် Ready. အလေးစားကြည့်မှာပါရမယ်ညာ no. You're going to jelly, not spread butter. ဒါလည်းအသားပဲဟဲ့ဒါလည်းအသားပဲမရှိဘူးဟိုကထဲမှာအစားပဲ You want to eat with အကူပါဦးထဲမှာကြာတားကြောင်အမပြူသွားသားကြောင်မှာဟုတ်လားဟုတ်တယ် Ba la. ဟုတ်တယ်ဒီမှာ Ami ye pyo ne da. အေးအဲ့မျိုးတော့မပြောချင်ဘူးကွာဒါမှမဟုတ်လေလူကအီးတုံးတွေတော့တေချာမပြချင်ဘူးကြာဒါလည်းအီးတုံးနေသလားဒါတွေအကုန်လုံးအီးတုံး You eat them. မရှိဘူးဆိုရင်အီးတုံးနေလေ15ခုလောက် You will just eat it. 10ခုလောက်ရှိရတယ်လားအဲ့တော့လေတမင်မဲပါထားလားမသိပါဘူးဒီလားအဲ့လိုမျိုးကြီးဟိုတယ်နိုင်မှာအီးတွေလာပါထားတာတိရဘယ်ချိန်လာပါတယ်တော့မသိဘူးနော်တိရတရက်သေးပါထားတာမဟုတ်ကွာနေ့တိုင်းပါနေတယ်လို့ရှင်းအဲ့ကြောင့်များနေတာပေါ့ The lu. ဒါတော့မပြောနဲ့ပတ်မလား Lu eat ba la. ဤပါထားတာဟုတ်တယ်ပြဤပါထားလို့တော့လေနန်းနေမှာတော့မထင်နဲ့မနန်းနေနန်းတော့နန်းမနေဘူးလေးတွေတိုက်နေတော့လွင့်နန်းနေလွင့်နေမှာပေါ့နော်ဟုတ်ဘူးဤတော့နေအဲ့ဒါဒီမှာလေဟိုလိုပြောမှာဟိုလေလွန်းနေသူတွေရှိတာပေါ့နော်ခြေသလုံးအိမ်တိုင်းတွေရှိတော့အခြေသလုံးအိမ်တိုင်းတွေလာပါထားတာသူတို့အဲ့မျိုးတော့ထင်တာပဲလေကိုလည်းမသိဘူးရောအဲ့ဒီလေအရင်အားကစားဟိုမက်ဒီဆင်မှာနေတော့လေအားကစားပွဲမှာပြန်တာပေါ့နော်10နာရီခွဲလောက်ပြန်တာဟုတ်လားည10နာရီခွဲဆိုရင်တော့ဒီချမ်းရမ်းချမ်းနေပေါ့နော်အဲ့မှာ bus stop မှာကိုကစောင့်တာပေါ့နော်အဲ့ဒါနောက်ထပ်လေလူမလာတဲ့ဒီ bus stop ပေါ့နော်အဲ့မှာလူမိမကြီးတယောက်လေစောင့်ရင်းအဲ့လိုမျိုးပတ်ပြီးတော့ဒီကုလုံးပတ်ပြီးတော့လေအဲ့နေရတော့ရမ်းချမ်းတာနော်ကိုဆိုတာလေလက်တွေချေးတွေအကုန်ဝတ်ထားတာရမ်းအေးနေတာအဲ့လိုအချိန်နေမျိုးမှာတော့လေသူတို့မှသွားကြနေရမရှိတဲ့ခါကျတော့အဲ့လိုမျိုးပဲဒီ bus stop မှာအကာလေးရှိတာပေါ့နော်အဲ့လိုမျိုးဒီမှာဆောင်းချုံပြီးတော့အဲ့လိုလုံးထွေးပြီးတော့အိတ်နေရတာပဲအဲ့တော့သူတို့ဒီလိုလိုမျိုးတွေတော့ကြတော့ဒီလိုမျိုးပါနေလဲတော့ပါနေလဲပါမှာပေါ့နော်အဲ့လိုဖြစ်နေအဲ့တော့ဒီမှာအဲ့လိုမျိုးပြဿနာတွေလည်းသူတို့မှလည်းရှိတယ်ဒီလိုအိမ်ယာပြဿနာအိမ်ယာတွေလည်းလမ်းမမီတဲ့ပြဿနာပေါ့နော်သူတို့အတွက် shelter တွေရှိတယ်ဒီညဘက်လာရေးလို့ရတဲ့ shelter တွေရှိတယ်လို့ပြောတယ်ဒါပေမဲ့ကိုလည်းအဲ့ဒါတွေအကြောင်းသေချာလေ့လာထားတာမဟုတ်တော့မသိဘူးကွာသူတို့ဘာလို့အဲ့ shelter ကိုသွားမအိတ်တယ်လဲတော့မသိ maybe see can တင်ကြလို့ဖြစ်လဲရှိမှာပေါ့နော် day 1ရဲ့ညနေပိုင်းကို river walk ရှောက်မယ်ပေါ့နော်ဒီမှာ river ရှိရယ်အဲ့ဒီ river ကနေဘေးနားမှာရှောက်လန်းလေးရှိအဲ့ရှောက်လန်းတစ်ချောက်ရှောက်မယ်ပေါ့နော်ဒါကတော့အုတ်ထုပ်မပါလားလေဘင်းပတ်ကိုအုတ်ထုပ်လိုလှုပ်ထားတာဖြစ်ပါတယ်အုတ်ထုပ်ယူမေးသွားတယ်ပေါ့အပြင်မှာအေးနေတော့မှမသိမအေးတော့ထင်တော့အခု river walk ရှောက်ပါမယ်ရှင်ဒီရထူးကြတော့ဒီလိုမျိုးနိုင်ရန်နေမှာအလှဒီတော့ဒီလိုမျိုးဆွဲကြရေးကြရရှိတာပဲကဲဒီနေ့ဘယ်လိုသွားနေလဲပုဂ္ဂိုလ်လေးဒီမှာဒီဘက်လဲပြော Sour Patch Kids. မရတယ်ပြောကြတယ်ဒီနေ့ညနေပိုင်းပေါ့နော်ဒီ Australia, Israel, Poland. အိန္ဒိယကျော်လန်းနေ
ဘာမှလည်းလေးဘောကဘယ်နှရှောင်းမှာဟလာဟုတ် Maybe we can go the other side, but this side looks better. Like I can see the little walking bridge. โอเคဟောတွေ့ပြီလေဖွင့်ပြီလေဟိုနားလေးမယ်ဒီကသွားမယ်လေလားနည်းနည်းရှောင်းအောင်မယ် What's the time? ဟမှာလေအော်ဒီမှာ This is အလံလေးလိုက်ကြည့်နေရတယ်ပုံပုံလေးอ่ะ What is single? မန်းဖောက်ပါ group တဲ့ကြောက်တော့မလား4 degree Celsius ဖြစ်ပါတယ်4 degree ဆိုတော့အေးတယ်နော် Okay, because like 4 But degrees. it's not cold. 4 degree minus မဟုတ်ဘူးဆို But ရင် it's not cold. not go What is our average weather temperature? It's minus 20. တော်ရဲ့ Minus 27. အဲဒီ river ကြီးကနေဟိုဘက် Lake Michigan ကိုဒီတွေသွားရတဲ့နဲ့သွားတယ် Look at the bridge. It can like အော်ဟုတ်တယ်အဲ့ဒီ bridge ကြီးကကွဲသွားလို့ရတယ်နော်ခွဲပြီးတော့ဟိုလန်သွားလို့ရအောင်ရာသီဥတုလေးကိုတိမ်ကြီးကတော်တော်ပြနေတာဖုန်းထဲမှာဆိုတော့ပိုတော့ပြသေးတယ်သလားတိမ်နေရတယ်ဒီကတိမ်နေပိုပြတာတော့ခံစားရမယ်သလားတော်တော်ပြတယ် I want to show this. ဒါမျိုးတဲ့နော်မျိုးမှာ high rise လေးကြာအရင်မများဒါလောက်လေးပဲရှိတယ်ဟိုတစ်ခါလာတော့ဆိုလို့ရှိရင်လေမြန်းနဲ့ကြော်ညာတွေပါလေတက်တယ်နော်ကြော်ညာတွေလေမြန်းနဲ့ကြော်ညာတွေသူတို့ရဲ့ promotion တွေကဲ river walk ကဟိုခုနနာမည်ကြီးရဲ့နာမည်ကျော်ဟိုလူကြီးရုပ်ခုကိုသွားကြည့်ရမယ်လေအဲ့ရုပ်ထုသွားကြည့်အမိုက်တွေလည်းရှိရဟောဘလူကြီးလေအာအမိုက်တွေလည်းမကောင်းပါဘူးကွာဒီလားသူတို့လည်းနော်အမိုက်မပြစ်ဘူးလို့သူတို့နိုင်ငံကြီးသားတွေအမိုက်မပြစ်ဘူးလို့မထင်နဲ့တော့သူတို့ပြစ်တယ်နော်အကစားပွဲမှာဆိုရင်လေအကစားပွဲမှာကိုရီးယားလောက်တာဟိုကစားပဲတွေ့ရအဲ့ကစားပဲလောက်တော့လေအမိုက်တွေသူတို့အဲ့တိုင်းအကစားပွဲမှာလေအေးတွေမုတ်တွေဒီတိုင်းပြစ်သွားတာနော်အရင်တော့လေသလားသူတို့ထင်ကြည့်ရပါဘောသူတို့အမိုက်မပြစ်လောက်ဘူးပေါ့နော်ဟုတ်ပါသူတို့လည်းပြစ်တာပဲအမိုက်ပြစ်တာပြိုင်တယ်လို့ပြစ်တယ်မိုက်ပြစ်တာတော့မကောင်းဘူးပေါ့နော်မပြိုင်တဲ့အရာပေါ့ဒါ plastic bag တိပုံမထားတာအဲ့ချွတ်လေ ရောက်ပါလား ချွတ်လို့တကယ်ချွတ် ယူကြည့်တော့ဘာလို့လဲကောချမ်းရ river walk မမကြီးရဲ့ဒီ river walk ကနာမည်ကြီးပါတယ်ဒီ why နာမည်ကြီးတယ်ဒီ river walk လေးကိုလူတော်များများဒီလာနေကြတဲ့သူတွေအကုန်လုံးလာလျှောက်ကြရတယ်ပေါ့နော်အဲ့မှာဘာလို့လာလျှောက်ကြရတော့မသိဘူးပေါ့နော် river ကြောမှာ92အေးမဟုတ်ကောက်က92တဲ့ရှောက်ပြောရမီရှောက်ပြောရမီအဲ့တော့လမ်းလျှောက်မှာဒါရှောက်လို့ကောင်းတော့ပေါ့ river ကြောမှာရှောက်ရတယ်မြို့ကိုလည်းမြင်ရတယ်မြို့မှာရှိရဲဒီအဆောက်အုံတွေရဲ့တော့ရှေးဟောင်းအဆောက်အုံတွေလည်းမြင်ရတယ်သူတို့ရှေ့ကချက်ရှောင်းနေအရန်လာတာပဲနော် the kids swimming in the pond and the big circle. ဒီမှာမဲပူကြီးလား Do the kids. ကဲရှောက်မယ်ရှောက်မယ် river ကိုချမ်းချမ်းလေးနဲ့ရှောက်ကြ Say something. Say. ဒီလိုမျိုးဆွဲထားဒီ gravity အဲ့ဒါတွေကအားလာနာရင်ကြည်ရနေလို့နိုင်ရနေတော့များဆွဲထားတာလက်ရတဲ့အရန်မိုက်တာအဲ့ဒီဟာလေးဆိုလည်းတကယ်လို့လက်ရရောက်နော်ဘာလို့တရားလေလူပညာနဲ့ပတ်သက်လဲဆိုရင်ဒီမျိုးကနာမည်ကြီးပုံရတယ်ကြာနော်သူ့ရဲ့ art museum လည်းတော်မိုက်တယ်လားကိုကလေဘာချက်တုံးလို့သာချွေချွေတရာရှောက်သွားတယ်လေအဲ့ဒါတွေမဝင်နိုင်တာဒီလားအဲ့ art museum လည်းတကယ်ဆိုရင်လေအမှုပညာတဲ့ဝင်တဲ့ဒီလား I cannot hold it any longer because it's very cool. ဟုတ်ပါလေနောက်တစ်ခုပါသူကနိုင်မှာဆွဲထားတာလာလေးတဲ့လားအဲ့ဒါတွေနေရာတော်များများရှိတယ်မိုက်တယ်ဟို medicine မှာအဲ့ဒါတွေလုံးဝမတွေ့ရဘူးဒီမှာတော်များတွေ့ရနေရာဒီဆိုဒီ river မှာ river cruise ကအဲ့လိုမျိုးသွားတယ်အဲဒီမှာသူလို့ချင်း river cruise ရဲ့စိတ်တွေလေစိတ်ကန်းတွေဒီလိုမျိုးရသေးတော့မစသေးဘူးစမ်းမကြရင်တော့လာမှာprivate လဲငှားလို့ရတယ်
YouTube မှာကြည့်တာပေါ့နော်အဲ့ဒါအများလဲအဲ့လိုသွားပြီးတော့ပေါင်းပြီးတော့သွားလို့ရတယ်လည်းရှိတယ်ကဲဒါတော့ river walking ha like again stop ဖြစ်နေလား Yes, no. ဒါသွားကြပြီဟေးဒီကတော့ဒီ market ဖြစ်ပါတယ် public market နာမည်ရမ်းကြည့်တယ်ဒီ public market เนาะဒါရှေးဟောင်း public market လို့ဆိုလည်းမမှားဘူးကျွန်တော်တို့စားတဲ့ဆိုင်လေးကဒီ Saint Paul ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ် seafood မှာနာမည်ကြည့်ရပါเนาะ fresh ဖြစ်တယ်ဆိုပြီးတော့တကယ်လည်းနာမည်ကြည့်ရသလားဟိုမှာအကောင်လိုက်လာတပ်ပြောဆိုင်လေးနော်ကဲနာမည်ကြည့်ရဆိုင်နာမည်ကြည့်ရဆိုင်လားစားဒီမှာရှေဝေးရပြောနေကြတော့ဒီဆိုင်ကလေ fish ကြာပြီကွာအရင်ကနာမည်ကြီးရဲ့ဆိုင်နာမည်ကြီးရဲ့ဆိုင်စားဘူးလေလားစားဘူးတော့လည်းကောင်းနေပြီလားသူကလေ lobster မှာနာမည်ကြီးရဲ့ငါးတွေစားဟုတ်သူ fresh အရင်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးစားကြည့်မယ်ဒီမှာ YouTube ရိုက်တယ်ဆိုတော့တိကျသတိထားရဲကလည်းကိုယ့်လူပဲကိုပေါအောင်ရဲရတယ်တခြားလူတွေမျက်နှာမပေါအောင် view ဆိုင်ပေးရတယ်အဲ့တော့ view ပေးရဖြစ်နေလဲခွင့်လွှတ်ကြပါလို့နော်အဲ့တော့တခြားလူတွေမပေါအောင်ရှောင်ရဲရတယ်ဆိုတော့ကြောင့်မလို့ခါရကြရင် view တွေကိုမရိုက်နိုင်တော့ဒီဆိုင်ပေါ်တော့ fresh seafood ဆိုဆက်ဖြစ်ပါတယ်မစနိုကပ်မကင်းခရပ်ကင်းခရပ်ကစားစနေကင်းခရပ် lobster fresh ပြလောင်းနေလာတယ်မှာ lobster လေး This is the young one. No, I know that. ဒီမှာနေမှာ lobster လေးပေါ့ဟာပြီလားကိုယ်ဟာလာပြီနော်ကိုယ်ဟာလာပြီဒါအစိမ်းပဲဟုတ်တယ်မလားကိုယ်ကစားတော့မှတ်မိလားဟောဖြစ်သွားရလေအရသာလေးပါတော့မကောင်းဘူးလေကဲအကိုပေါ့နည်းနည်းလေးစားပြအောင်နော်အဲ့ဘယ်လိုစားတာအဲ့ဒါလေးအဲ့တိုင်းပဲစားရတာ When you put the sauce,အော်ဆော့စ်လေးနဲ့ a little bit of this. ကောင်းလားရတာလေးတစ်ချက်ပြပြပါလား It's very fresh. ဟမ် fresh Fresh. the speed of air fresh နော် so fresh နော် speed so of fresh air This is nice. so fresh အေး speed of air အေး speed of air ဟုတ်ပြီဟာကလေးဘယ်လိုတာဆုံးမပါတာဗီဒီယိုဒါတော့လာပိုင်းစားနေကြဟိုပါလေ lobster roll ဖြစ်ပါတယ်ဒီအရန်ကောင်းတယ်ရန်ကောင်းတယ်ရန်ကြိုက်တယ်နံပါတ်ဒါ lobster အသားလေးအဲ့ဒါလေးတွေတော့သူက mayonnaise တွေနဲ့တင်ထားပြီးလုပ်ထားတာဒီမှာအားလုံးကျော်ဒီတော့ပေးလိုက်ဒီရွက်အရန်ကောင်းတယ်မစားကြည့်ရသေးဘူးဒါပေမဲ့အရင်တစ်ခါလဲစားဘူးလေအဲ့ဒါတော်တော်ကောင်းတယ်ကဲမြို့စားပြပါအောင်နည်းနည်းလေးလက်နဲ့ဖက်နဲ့ကြိုင်ကျန်တစ်ဖက်နဲ့မရအောင်သားလက်နဲ့ဖက်သုံးမရအောင် Can you share me some? ဆဲမှာပေါ့ကွယ်တော့ဆဲမှာပေါ့ပေါ့ပေါ့ဟုတ်ရနော်ဒီနိုင်ငံမှာတော့အဲ့လို3ယောက်လောက်စားရဲဆိုရင်အနည်းဆုံး50ဒါချွေးတရစားတာပေါ့နော်အဲ့တော့50လောက်ကတော့အနည်းဆုံးကြာပါလိမ့်ရှင် I don't want chili eggs. နင်းလဲရောက်ွယ်အဲ့ဒါနေအောင်နင်းလဲမအဲ့ကိုသွားရမ်းကိုယ်နိုင်ငံပြောင်းတော့တော့ခံလာတယ်ဒီနေ့လာလေတာကတော့ဒီအလုံးလေး3လုံးပေါ့နော်ဒီ drone လေး3လုံးအဲ့သူကအဲ့တနေရာdrone တစ်ခုစီစီကရာသီဥတုမတူအဲ့တော့အဲ့3မျိုးကမတူတဲ့ရာသီဥတု3မျိုးသွားကြည့်မယ်အဲ့တော့နောက် vlog လေးမှာပြန်တွေ့ပါမယ်ရှင်နောက် vlog လေးမှာသွားလဲထားတာလေးတွေကိုလည်းဆက်တင်ပြပေးမှာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်